ဒါနပြုတဲ့နေရာမှာတချို့ကလည်းဒီဒါနနဲ့ပတ်သက်ပြီးတော့ဟောအရင်လုံးကပါပြိဿအတော်လေးဖောင်းလွှမ်းသွားပါပြီကြာသွားပါပြီဒါနပြုတန်လျာရှိတယ်တန်လျာရှိတယ်ဆိုတဲ့စကားလုံးတွေရေလဲနဲ့သုံးတော်လဲဘယ်သူမှလက်မခံလို့လှူတန်းနေကြတဲ့ဘုရားသားသမီးတော်အနေနဲ့အသုံးမပြုတာနဲ့ပျောက်ကွယ်သွားပါတချို့ကလည်းပုံညာပြီးကုံနာပဲရှိတယ်ကွာလူတဲ့ဆိုတာကုံနာပဲကွာအဲ့ဒါလိုဖြစ်တတ်ကြတယ်ပြီးတော့တစ်ခါပြောကြသေးတယ်ဒါနပြုတာဟာတန်လျာရှည်ပြန်တဲ့မရှိပါဘူးဒါနပေါ်တန်လျာရှည်တဲ့ပုံမှန်ကြီးကတမင်သက်သက်လာပြီးတော့အတက်လွဲနေခြင်းဖြစ်ပါတန်လျာရှည်တယ်ဆိုတဲ့ပုံမှန်ကဒါနပေါ်တက်ရမှာမဟုတ်ပါဘုန်းကြီးဥပမာပြောနားလည်ပါလိမ့်လက်သမားလုံးလို့ရလက်ကစားလုံးလို့ရအယောင်းဝင်နဲ့ရဘယ်လိုနည်းမျိုးနဲ့ရအဲ့ဒီရတဲ့ဝတ္ထုငွေ30ဆိုကြပါစို့အိတ်ထောင်နဲ့ထက်ဈေးရဲလျှောက်သွားပြီးတော့ရေတောက်တယ်ချိုတယ်မြတယ်ရှာအဖွာလူတာတောက်တယ်ချိုတယ်စိတ်နဲ့အေးခေါက်ဆွဲစားတယ်စိတ်နဲ့အေးတယ်အဘားဆိုင်ဝင်ထိုင်တယ်မူးတယ်ငွေ30နဲ့ငွေ30နဲ့ငွေ30ကကျုပ်နဲ့ဘီလာရေတောက်ပါကျုပ်နဲ့ဖွာလူတာတောက်ပါကျုပ်နဲ့ခေါက်ဆွဲစားပါကျုပ်နဲ့ဘားဆိုင်ထိုင်ပါလို့ရှာထားတဲ့စီးပွားရေးကြောင့်ရတဲ့ငွေ30ကညာခိုင်းမလားပြုတ်ပြိဿကြီးပြောတယ်နော်ခင်ဗျားတို့အတန်ပြော့သွားရင်ကျုပ်ကမကြဘူးဒီထင်းနေဟုတ်တယ်လူမမာသွားသတိရလူမမာသက်တာဖြစ်တော့ဘေးကသွားမေးတယ်မင်းယောဂအခြေအနေပဲနဲ့တို့နဲ့သက်တာရလားလူမမာကအတန်ကလေးနဲ့ပြောရှာကျုပ်တော့ဒီတောင်ကကျုပ်မထင်ပါအတန်လေးနဲ့ပြောတယ်ပြီးတော့မေးတဲ့လူကအာမရတရားပြန်ထွက်လာတယ်ဘေးလူကစီးမေးတယ်ဘယ်နဲ့တော့ဟဲ့လူမမာအခြေအနေငါလူရဲတဲ့လူမမာအခြေအနေကတော့အတန်ကလေးနဲ့ရှိတော့တာသိမကြဘူးမောင်ရကျုပ်ကဒါကြောင့်ခမည်းတော်အတန်ကလေးများပြော့သွားရင်မကြဘူးကြီးထင်းနေတာဘိသကြီးကြားမလားကြားမှာပါလို့ပါဟုတ်ဘယ်လိုစီလဲထွက်သွားတာတော့ကြားမှာပါပဲလောက်ကကျက်သိမ်းထားကြရဘယ်လည်းမကြဘူးရဲ့လို့တော်မျက်စိလည်းပြောက်တော့ဘိသကြီးကြားမှာလားမကြဘူးလားအဲ့ဒါလို့လှုပ်ဆမ်းပါကြားမှာပါဒါကြောင့်အတန်ကလေးကြိုးစားထွက်ကြခင်ဗျားတို့ကအတန်ထွက်ခိုင်းတော့လေသိထူတာမဟုတ်ဘူးနှာကြိုးသုံးယောက်လို့တစ်ခါမေးလေဒီအတန်တစ်ခါမေးလေဒီအတန်မင်းလားဟိုနှာကြိုးသုံးယောက်ပဲရောက်တဲ့နှာကြိုးကအော်တယ်နှာကြိုးဆိုတော့နှာတန်နဲ့ပဲညုံနဲ့ပဲညုံလို့ဆိုတယ်ပဲဝင်တဲ့နှာကြိုးကလှမ်းခေါ်လိုက်ပဲညုံနဲ့နာအောင်လို့ဆိုတယ်အင်းကြီးတို့ငါမမြောင်နဲ့ကျောင်းတော်ဘုံကကားနေလို့ခေါ်တာဘာပြောကောင်းလဲနှာကျိုးနှစ်ယောက်တတ်ကြနောက်တကြီးအိမ်ရောက်ထူးတကြီးကလည်းနှာပဲတကြီးကလှမ်းမေးလိုက်ဟာမနှုံးမနှုံးလို့ဆိုတဲ့ဦးမရိုးကြတယ်နောက်အမှုစစ်ကြီးတော့ဟဲ့နေတော့နှာကျိုးဝင်အောင်ပြန်ရဟာလို့အကုန်ပြန်ထွက်ရထူးမှမထူးပဲနဲ့အမှုကနှာကျိုးမှုဘယ်သူမှဆုံးဖြတ်လို့မှမရပဲသုံးယောက်ဘယ်လိုကျိုးနေတာကိုဒါကြောင့်ခမည်းတော်အတန်ကလည်းတစ်ခါမေးလည်းမထူတစ်ခါမေးလည်းမထူဆိုနှာကျိုးသုံးယောက်လို့တော့မဖြစ်စီနဲ့ကဲဒါလေးသတိပေးပြီးတဲ့နောက်ဘိသကြီးအဲ့ဒီငွေ30ကကျုပ်နဲ့ဝယ်ပြီးတော့စားပါတောက်ပါလို့ခိုင်းရလားလို့မခိုင်းဘူးကိုစားခြင်းလို့ကိုတောက်ခြင်းလို့တောက်ဥပမာအဲ့ဒီငွေ30ကဘာနဲ့တူတယ်လဲလို့ဆိုတော့ဖယားလှူတဲ့ဒါနဘုန်းကြီးလှူတဲ့ဒါနအသီလရဲ့လှူတဲ့ဒါနသရောင်းစားပေးတဲ့ဒါနခွေးကြွေးတဲ့ဒါနဘာပဲဖြစ်ပေးတာစွန့်တာမှန်သမျှစောဒနာလက္ခဏာပါသောကြောင့်အဲ့ဒီလိုဘယ်ဒါနပဲပြုဘယ်ကုသိုလ်ပဲပြုအဲ့ဒီလိုလှူတဲ့ဒါနကငွေ30နဲ့တူပါတယ်တဲ့
ငွေ30ဒီကျုံနဲ့ဝယ်ပြီးစားပါတော့ပါမခိုင်းလို့ခမည်းတော်လူတဲ့ဒါနကတော့ဖြင့်ကျုပ်ဒါနကြီးပြုပြီးတော့လူပြေတောင်းလိုက်ပါခမည်းတော်များခိုင်းမလားပြုခိုင်းဘူးငွေ30လို့ပဲအကျုံနဲ့နတ်ပြေတောင်းပါလို့တော့ခိုင်းမလားပြိဿခိုင်းပါဘူးဗျာအကျုံနဲ့ဗြဟ္မပြေတောင်းပါလို့များခိုင်းမလားမခိုင်းပါဘူးဘာလို့လို့မခိုင်းကြလဲဒါနသည်ခိုင်းနိုင်တဲ့တတ္တိမရှိဘူးသူ့ကိုပြုတဲ့အကြောင်းကြောင့်မခိုင်းတော့လေအကျိုးပေးနိုင်တဲ့ကမ္မတတ္တိလေးတော့သူ့မှာရှိကဲဒါဖြင့်ကောင်းပြီအဲ့ဒီလိုဒါနကမခိုင်းငွေ30လိုပဲပြိဿအတောင်းမခိုင်းတော့လေခမည်းတော်ကလောဘဥစီးပြီးတော့ကထေခင်းနဲ့သင်္ကန်းကတဲ့ကြောင်းဆောက်တဲ့ဆွမ်းကျွေးတဲ့ဆွမ်းလောင်းတဲ့ဒီဒါနတွေပြုပြီးတော့လူချမ်းသာပရိသေဧကရေစัจ wari မန္တဆိုတာဒါနကမတောင်းပေမဲ့ခမည်းတော်အစ္ဆတတန်တော်မှာတန်မြာရှိအောင်အတောင်းခိုင်းနေတာကလောဘမျိုးဒီကကြီးဟိုချမ်းသာတွေတောင်းတာဘယ်သူကတောင်းတာတော့ဒါနကဟုတ်ကဲ့လားဒါဖြင့်ဒါနပြုတန်မြာရှိတယ်ဆိုတဲ့ပုံမှအတက်လွဲနေတယ်တန်မြာရှိတယ်ဆိုတဲ့ပုံမှကိုလောဘကိုပြောင်းတက်လိုက်တော့တန်မြာရှိအောင်လုပ်တာဒါနမဟုတ်ဘယ်သူလဲလောဘဘေးကကြီးဘယ်သူလဲမျိုးဒါဖြင့်နောက်လောဘဥစီးပြီးတော့လှူအောင်မလားပြိဿလောဘဥစီးမလှူရင်ပြိဿကြီးတန်မြာရှိပါအောင်မလားရှိပါဘူးဗျာဒါဖြင့်ဒါနပြုတန်မြာရှိတယ်ဆိုတဲ့နှမျိုးဝန်တူတဲ့လူများပြောတဲ့စကားမဟုတ်ဘူးဆိုတာတော့ရှင်းသွားပါလားရှင်းပါပြီဗျာရှင်းသွားလို့ရှိရင်ဒီကနေ့ဒါနနဲ့ပတ်သက်တဲ့ဇတ်ထုတ်တစ်ထုတ်ခေါ်ကြစို့ဒါနနဲ့ပတ်သက်တဲ့ဇတ်ထုတ်ကဘုန်းကြီးတို့ဓမ္မပဒကထုတ်ဟောမှာဖြစ်ပါဓမ္မပဒဘိက္ခုဝက်ပြင်ဆက်ကဒါယကပုံနာကြီးကိုဘုန်းကြီးဟောမလို့ဘုရားကိုယ်တော်မြတ်ကြီးသည်ဇေရဝံကျောင်းတော်မှာတရင်သုံးတော်မူစဉ်အခါမြတ်စွာဘုရားဇေရဝံကျောင်းတော်တရင်သုံးစဉ်သာဝတ္ထိမြို့မှာပြင်ဆက်ကဒါယကလို့အမည်ရတဲ့ပုံနာကြီးရှိပြင်ဆက်ကဆိုတာပြင်စအက်ကဒါယကပေးငါးပါးသောမုံမုံမြတ်မြတ်ပေးတတ်တဲ့ပုံနာလို့အဲ့ဒါလို့ခေါ်ပါပဲပြင်ဆက်ကဒါယကဆိုတာဘုန်းကြီးတို့ငါးပါးသောမုံမုံမြတ်မြတ်ဥဖြာဖြာလှူတတ်တဲ့ပုံနာလို့ဒီအိဗယ်ရဒီအိဗယ်ရတော့ဒါကိုဘုန်းကြီးတို့တနည်းအားဖြင့်နားလည်အောင်ဇတ်ထုံနာမည်လေးတက်လိုက်မယ်ဆိုရင်မပေးဆိုတဲ့အမိအဖြစ်ဇတ်ထုတ်တက်လိုက်တော့ရွှေမန်းတဲ့မောင်ရဲ့ရွှေခွဲမဟုတ်ပါဘူးဒီနေ့ဗာဇတ်ထုတ်ဟောမှလည်းမေးလူတိုင်းနားလည်အောင်ဖြေကြတော့ပေါ့မပေးဇတ်ထုတ်ပါဗျာဧကကြီးဒီနေ့ဘုန်းကြီးဗာဇတ်ထုတ်ဟောမှာတော့ဆိုလို့တော့ကောင်းနော်မပေးဟန်ကြကဲဒါဖြင့်ကောင်းပြီအဲ့ဒီသာဝတ္ထိမြို့မှာနာမည်လေးပေးရမယ်ဆိုရင်ပုံနာကြီးကဥပေးခြင်းလို့ဒီလိုမှတ်တော့ပုံလေးမကြီးကဘုန်းကြီးတို့ဒေါ်ပြင်းတယ်ပုံနာကြီးကဘယ်သူတဲ့တို့ပုံလေးမကြီးကဒီနော်နှာကြိုးတွေပြန်ရော့သွားတဲ့တံပတ်ကအဲ့ဒီပုံနာကြီးနဲ့ပုံလေးမကြီးဥပေးခြင်းနဲ့ဒေါ်ပြင်း2ယောက်ရှိကြပြင်းတတ်တယ်နော်ဒါနဲ့ပြုတဲ့နေရာဘလောက်ထိအောင်ပြင်းမလဲဆိုရင်ဘုန်းကြီးတို့မန္တလေးဆုံးခံကြွတုန်းကပြောရအောင်မယ်မန္တလေးဆုံးခံကြွတုန်းကတောကတက်ကြီးပွားတဲ့ပွဲစားနဲ့တူပါရဲ့ပွဲရုံတစ်ခုဘုန်းကြီးရောက်သွားတပိတ်ပိုက်လို့တို့ကစာတယ်လားတဖေးကြောင့်မကန်ကြီးနဲ့ဆေးဘောလေးကြီးလက်ကျန်းညခဲလို့ဆုံးစလုံးကြီးကအငွေ1000တောင်းနဲ့ဘုန်းကြီးတို့ကလည်းတစုံရနဲတာမှတ်လို့ဒီလိုတစုံချင်းလျှောက်စုရတာတစ်နှက်စာအတွက်လွယ်တာမဟုတ်ဘူးအဲ့ဒီလိုလျှောက်ပြီးစုရင်းနဲ့ဆုံးခံလိုက်တာဆုံးစလုံးကြီးအငွေ1000တောင်းဇွန်းတက်ထားတဲ့ကျုပ်ကဝင်ရ
ဆင်းလေးတော့လည်းဖက်ရတော့ပြက်မှနဲ့ဆွန်းထမလောင်းအေးတော်ကြီးကိုတော်လေးကြွလာတဲ့မဏိနေဘူးလှပြီးဆွန်းထွက်လောင်းမှာဘုန်းကြီးလူတွေနဲ့တူပါရဲ့မဏိဆိုတာအုတ်ခေါင်းပြောတယ်ကြားသေးဘူးတော်ကြီးကအေးတော်ကြီးကိုတော်လေးရနေတဲ့မဏိနေဘူးလှပြီးဆွန်းထွက်လောင်းမှာဒီကကြားတယ်မိမကြီးကကြားတော့ဘာလှမ်းပြောလိုက်တော့နဲ့တော့ကိုယ်တိုင်ထွက်လောင်းငရဲကြီးတာမှတ်လို့ဒီချက်ပြုတ်နေမအားတာမသိဘူးလားကိုယ်တိုင်ထွက်လောင်းလိုက်ရောပေါ့မအားဘူးဆိုတော့မှတယောက်သေးဆွန်းစလုံးကြီးကိုင်းပြီးတော့ဘောက်ဘက်နဲ့မြေကြီးနဲ့ရံဖြစ်ပြီးဆောင်းကြီးအောင်ကြီးထွက်လာပြင်းလာတကားတို့ကျွန်းနဲ့ရောက်တော့လေမန္တလေးဆိုတာကြွလာတဲ့တန်ဃာတွေတစုံချင်းမြတ်အောင်လောင်းရတာအဲ့ဒါလို့မလောင်းဘူးဗျာစလုံးကြီးစောင်းပြီးအကုန်လုံးချစ်ချုပ်ပွန်ထက်ကျုပ်ကတော့ပြုံးတရားတရားရှိတာမရှိတာပါထားဒီဖိုးကြီး2ယောက်3ယောက်လောက်တွေ့ရင်ငါတပိတ်ပြေးပါဟာဒါကျုပ်တို့ဘက်ကတွေ့ပြီအဲ့ဒီလိုချစ်ချုပ်လောင်းနေတော့ဒကမာကြီးကလှမ်းပြောတယ်ဖိုးကြီးနောက်ကိုယ်တော်တွေကြံသေးသလားကျုပ်လည်းအာနာတယ်နဲ့တူပါရဲ့ကြားသေးဘူးဖိုးကြီးနောက်ကိုယ်တော်တွေကြံသေးသလားနောက်သူကြားတော့ဘာပြောတော့လူရင်းနဲ့ရဲ့စကားပေါ့မှတ်ချင်မှတ်ထားပေါ့ဟာဆုံးလောင်းတာပဲတဲ့ဖောက်တယ်ထားလောင်းမနေနိုင်ပါဘူးကုန်သွားပြီရောပေါ့အကုန်လုံးလောင်းချပြင်းလာတကားတို့ဒါကြောင့်နတ်ပြည်မှာနတ်သမီးတွေများပြီနတ်သားတယောက်နတ်သမီး1000တောင်ရှိပြီနတ်ပြည်ဟိုလဲနေတဲ့ဟာကြီးကရှိတာကိုရဲကအဲ့ဒါဘာတော့ယဟစီးဘူးလားချားရောဟုတ်တယ်ယဟတို့ချားလို့ဆိုတာရှိတာရတာမေးကြည့်ရအဲ့ဒါရှိတော့လဲစူပေးမှာပေါ့တရားပွဲနဲ့ဒါနဲ့တော့ခင်ဗျားတို့ခါသာဖြစ်တယ်လို့ကြည့်ရှုလှုပ်ထားတာကျုပ်လည်းမတတ်နိုင်ဘူးပေါ့ကျုပ်ကဘလောက်ဆူသူပြိဿကညေအောင်ထိမ့်တတ်တဲ့ဘုန်းကြီးပါအဲ့ဒါကြကျုပ်မနာဘူးလန့်တော့អော်မှာပဲဒီထက်မြို့တစ်မြို့ကျုပ်မြောက်ပွဲနဲ့ရှင်ချပြိုင်မှာကွာလို့မင်းတို့ဘယ်မင်းသားဘယ်မင်းသမီးခေါ်မျက်နှချင်းဆိုင်ပြိုင်စမ်းမှာငါနိုင်အောင်អော်ပါမယ်မြောက်တော့ငါမနိုင်ဘူးမြောက်ကသူကဆိုတာမှမဟုတ်ခဲနဲ့ဘေးဟာတွေကဆိုပြီးပေါင်းမကြီးကဒိန်ကန်တွန်းတီးနေတာမြောက်ဆိုင်ဆိုတာဘယ်တော့မှတုံနေမင်းကိုတီးတာမှမဟုတ်ခဲနဲ့ဒိန်နဲ့တွန်းနဲ့အဲ့ဒီတပွဲတော့ဘုန်းကြီးအရှုံးပေးတဲ့ငေါ့ဒီလိုတရိတ်ဆန်နဲ့ကြံပြီးကန်နဲ့များရှင်ပြီးတော့ခင်ဗျားတို့ပြိုင်ချထားလို့ရတယ်ကျုပ်တော့မှမဟောမင်းသမီးနဲ့တော့ကြိုက်တယ်လို့လုပ်ပါမြင်းကမှာကျုပ်ပထမဆုံးရန်ကုန်ကတန်းထုံလေးတို့မျိုးမြင့်လေးတို့တက္ကသိုလ်များကြီးတို့ရုပ်ရှင်မင်းကြီးတင်လှတို့ပလဲတို့ရီလေးတို့ချိုပြုံးတို့ယောက်ျားလားမိန်းမလားမသိဘူးပူချာချာနဲ့ပါသေးတယ်ရွှေလုံးဆိုတာဒီတစ်ပြုံကြီးအဲ့ဒါတွေနဲ့မျက်နှာချင်းကရုပ်ရှင်ချဟိုးရှည်ကြီးကောင်လေးတွေကအဲ့ဒီပဲလှဲ့ကျုပ်ကလည်းတွန်းអော်တာနောက်တော့လာလျှောက်တဲ့အရှင်ဘုရားခွန်ကြီးဘေးလှည့်ပြီးပါတဲ့တပည့်တော်တို့အလုံးလုံးမဖြစ်လို့ဘယ်လုံးလုံးဖြစ်မလဲသူတို့ကစီးနဲ့ဝါနဲ့ကျုပ်ကကျုပ်ခေါ်ချင်တာអော်တာကျုပ်တန်နေဟိုဘက်ရောက်သွားတော့တီးတဲ့ကောင်တွေကိုယ်ကားဖြစ်ကုန်ဒါတော့အဲ့လိုမျိုးတွေနဲ့ရှင်တာတော့ကိစ္စမရှိဘူးမြောက်ဝဲကကျုပ်ရှုံးခဲ့တယ်ဗျာကဲရှိပါစေတော့ဘေးဖောက်ထွက်သွားဒီလိုနဲ့ဆက်ကြအောင်ဆိုတရားနာပြိဿယောက်ျားတွေဌာနပြုတဲ့နေရာပြင်းသည်ဥပုသ်ဆောင်တဲ့နေရာပြင်းသည်တရားနာတဲ့နေရာပြင်းသည်တရားအထုတ်တဲ့နေရာပြင်းသည်ဒါကြောင့်နတ်ပြည်သွားတဲ့နေရာမှာမိန်းမတွေများများရောက်နေသည်တောင်းတာကတော့နတ်ပြည်ယောက်ျားတွေကတောင်းသည်ရောက်တာကမိန်းမတွေများများရောက်သည်ဘာဖြစ်လို့မိန်းမတွေများများရောက်ပါလဲနတ်ပြည်ရောက်တဲ့အလုံးမိန်းမတွေကသာများများလုပ်ကြသည်ကြည့်ပြသေးချာဥပုသ်ဆောင်တဲ့နေရာကြီးမိန်းမတွေများဆောင်းလောင်းတဲ့နေရာကြီးမိန်းမတွေများဆောင်းတော်တင်တဲ့နေရာကြီးမိန်းမတွေများတရားအထုံးတဲ့နေရာကြီးမိန်းမတွေများတရားနာတဲ့နေရာကြီးမိန်းမတွေများ
ရုပ်ရှင်ဇာပွဲကြီးအဲ့ဒါတော့မပြောဘူးရသောက်ထိုးမှစိုးရသေးတယ်ကိုအဲ့ဒီနေရာလဲများတာပဲပြိဿမိမတွေနေရာတကာများနေသည်ဘာဖြစ်လို့များတာလဲလို့ဆိုတော့များကိုများလို့မြို့သူမြို့သားတွေပါရန်ကုန်တို့အင်းစိန်တို့မခေပါဘူးဘာတွေများတာတုန်းဆိုတော့ကျွတ်တူတိုင်းကိုဟာတွေများတာပေါ့ဘယ်လောက်ထိများတော့ကျုပ်ပြောရှင်းတော့ကယုံမြည်ကြဆိုသည့်အလောက်တလင်းတမယားနဲ့အသက်သေးကြသည်လင်းသေးတယ်မယားအိမ်တော်မပြူဘူးမယားသေးတယ်လင်းနောက်ထပ်အိမ်တော်မပြူဘူးငါသားသမီးတွေပထွေးနဲ့မိရင်းနဲ့ဒုက္ခဖြစ်ချီရဲ့တကယ်ယုံမြည်ကြပါလားဗျအခုတော့သူတို့မြောက်ပေးတဲ့စကားလေးကရှိနေတယ်အိုးတဲ့ဒါကတော့တပင်လဲလို့တပင်ထူတာပဲလဲလို့ထူတာပင်လို့ယူတာအကြောင်းမဟုတ်ဘူးမလဲပဲနဲ့ဝက်ပေါက်နေတာကျွတ်တူတိုင်းပြီဘာလို့ဒီလိုလဲခင်ဗျားတို့အသိဆုံးရထဲနေတာကျွတ်တော့ခင်ဗျားတို့တဝက်တောင်မသိဘူးမလဲပဲနဲ့တောင်ကျွတ်တို့တိုင်းပြီဝက်ပေါက်နေပါတဲ့ဖြင့်ဒီကာမေတုမိစ္ဆာစာရကံကြီးကြောင့်ယောက်ျားဖြစ်တဲ့လူနဲ့ပြီးတော့မိန်းမဖြစ်တဲ့လူတွေများကုန်လို့များကိုများတယ်ဆိုတာကြုံပြောတဲ့ဟိုဝက်ပေါက်တဲ့ဟာကြီးများနေသည်ရှင်းရလားကြုံပြောတာမရှင်းရလဲနားကိုကျတို့မိကျစ်ဆန်နဲ့ဘာနဲ့မလုံနဲ့နဖွင့်ကြီးကြီးတန်မိုးနဲ့ကလော်ထုတ်တစ်ခုခုပိတ်နေလောက်ဟုတ်တယ်လေဒါလောက်ကြောလုံးမှမရှင်းပိတ်နေလောက်ဒီထဲသူတို့ကပြောသေးတယ်မနတ်ပြည်တောင်းတော့ပေါ်ကွာတယ်နတ်သားတယောက်နတ်သမီး1000နဲ့1000မှန်းတောင်း1000မှန်းတောင်းလားမတောင်းနဲ့တကားတို့နတ်သားတယောက်နတ်သမီး1000ဆိုအဲ့ဒီနတ်သားတက်တာမယ်မဟုတ်ဟိုစဉ်းစားကြည့်ရတာကိုကွာအလူကြီးမိမ2ယောက်ယူတဲ့လူတွေဘယ်လောက်ပလီရတော့နတ်သမီး1000ဆိုအဲ့ဒီနတ်သားပလီနေရတာနဲ့ငါတို့တော့အိပ်ရလိမ့်မယ်လို့မထင်များဒါတော့ငါမသက်တာဘူးပြောတယ်မဒီတဲ့သူတို့ကဆင်ကြေကံလေးအိုးတဲ့နတ်သမီး1000မေဒီဘာဖြစ်တုံးနဲ့လူပြေလူဆန်းရှာစီရှာတိုက်တဲ့မော်တော်ကားဝယ်ယူဝယ်နဲ့ပါမရှားဖွေလုတ်ကန်ကြွေးရဘူးတဲ့ရှားဖွေမကြွေးရဘူးတဲ့နတ်သားတယောက်နတ်သမီး1000လို့ပဲဟဲ့လုံးမကြွေးရဘူးကွာတဲ့လူပြေပြေဟမ်းမကြပါဘူးကွာတဲ့မိန်းမလေးတယောက်ရပါတယ်ဆိုရလဲပူညံဟောတာပေါ့တရားနာပရိသတ်ရေနတ်ပြည်ရောက်တဲ့လူမိန်းမတွေများများလို့တော့မိန်းမတွေကြီးရောက်သွားရင်ကျွတ်တို့ကဘုန်းကြီးရဟန်းမိန်းမယောက်ျားကဖြစ်တဲ့ဘုန်းကြီးဆိုတော့ကျွတ်တကားတွေကိုချင်းစာလို့တနာလို့ပြောနေတာမပြင်းရနဲ့ဗျနတ်ပြည်သွားမှတော့ကိုယ်တကားတွေနဲ့တက္ကမတွေ2ယောက်စလုံးအတွဲလိုက်အတူတူပဲသွားစီချင်တာပေါ့တကားကြီးတွေဥကြံရဖြစ်နေမယ်ဆွန်းလောင်းတာငရဲမကြည့်ဘူးကိုယ်တိုင်လောင်းရကိုယ်တိုင်လုံးရလို့တိုက်တွန်းပြီးတဲ့နောက်ကျွတ်တို့ဒီလက်ထက်တင်ပြင်းမလားလို့ဆိုတော့ဟောဖယားလက်ထက်ကပြင်းမုံလေးခုနှစ်ကဥပေးခြင်းနဲ့ဒေါ်ပြင်းကိုဆက်မလို့ယူဥပေးခြင်းနဲ့ဒေါ်ပြင်းပြီးဒီကနေ့ထမင်းစားရဥပေးခြင်းခေါ်တဲ့ပုံနာကြီးဒီလမ်းဘက်ကိုကြောပေးပြီးတော့အိမ်ဘက်ကိုမျက်နှာပြုစားပါနောက်တရားနာပြိဿဒေါ်ပြင်းကတော့လမ်းဘက်မျက်နှာပြုအိမ်ဘက်ကြောပေးစားပါဒီကကြီးမေးရအောင်မယ်လမ်းကတစုံတယောက်များလာရင်ဘယ်သူကမြင်မှာဒေါ်ပြင်းကမြင်မှာပဲသူကလမ်းဘက်လှည့်တာကိုဒီကနေ့ကျွတ်တို့သုံးလုံးကထိုထားတဲ့ဘုရားဆောဘုရားသခင်ကိုယ်တော်မြတ်ကြီးသည်မုံမြတ်5ပါးကိုလှူတဲ့ပုံနာကြီးလည်းမရထံငါဘုရားကြွမှာပြည့်လိမ့်မယ်ထင်တယ်ငါဘုရားကြွကသူတို့ဒီမတ်ဖို့ရမယ်ဥပနိဒေယရှိမရှိလို့ကြည်တော်မူလိုက်တဲ့အချိန်ခါမှာမတ်ဖို့ရမယ်ဥပနိဒေယမြင်တော်မူသဖြင့်ဘုရားကြွလာဒီပုံနာကြီးဥဖြန်းလူပုံလေးကိုကိုင်းတရားနာပြိဿကြီးနောက်ကလိုက်ပြီးတော့ဆွေးစမ်းလက်ချိုးပြီးတော့ကောင်းရိပ်သိမ့်တဲ့အခါမှာကောင်းရိပ်ဥလူသည်တလင်းနေသောအခါမှာတလင်းဥလူသည်တလင်းတွင်ဗန္ဓာပြုသောအခါမှာ
ဗန္ဒာဥလူဘီထမင်းအိုချက်သောအခါမှာထမင်းအိုဥလူဘီထမင်းခူသောအခါမှာထမင်းခွက်အဥလူဘီဥဖြာပြဘယ်တော့မှကိုယ်အရင်မစားဘူးတဲ့ဗျဥဖြာပြအဲ့ဒီ၅ခုကိုလှူလို့သူပြင်ဆက်ကဒါယကပုံနာတဲ့မြန်မာလိုပြောတော့၅ပါးဥဖြာပြမုံမြတ်လှူတဲ့ပုံနာကြီးတဲ့ခင်ဗျားတို့နားလည်အောင်ပေးထားတဲ့နာမည်ကတော့ဘယ်သူတဲ့တို့ဥပေးခြင်းကဲသမင်းစားနေတဲ့အချိန်ခါမှာဘုရားကိုယ်တော်မြတ်ကြွလာဆိုကြပါစို့ပုံနာကြီးနောက်ကနေပြီးတော့ဘုရားကိုယ်တော်မြတ်သဝေကြီးပိုက်ပြီးတော့ဝင်ဆွမ်းရပုံနာကြီးမမြင်ရှာဘူးကြောက်ပြရက်ကိုလမ်းပဲမျက်နှာလှဲ့တဲ့ဒေါ်ပြင်းဆိုတဲ့ပုံလေးမကြီးမြင်ပြီပြုဟောကြည့်စမ်းစားတောက်နေတော့လေခုခတ်နေတော့လေလာခြင်းဝင်လာတာပဲအခုအစားလဲနေတော့လေဝင်လာတာပဲအပြစ်တင်နေတာအလှူခံပုဂ္ဂိုလ်ပဲဗျသူ့ချိန်လေးနဲ့သူတော့လာတာပေါ့ဒီက12နာရီကကြော်ရင်ဘုန်းကြီးတွေဆုံးခံလာရလားလာပါဘူး12နာရီအတွင်းရောအဲ့ဒီချိန်လေးတော့လှူနိုင်အောင်မရှားဖွေထားပေါ့လာရတဲ့အချိန်လေးကြည့်ဟိုမှာလာရတဲ့အချိန်ကလေးကြွလာတာစားလို့မလားဘယ်ချိန်လာမလဲဗျကြည့်ခုဖယားကြွလာတာကိုကြည်တော့စားတော့တော့လည်းလာတာပဲမမြင်နေအောင်ဆောင်တယ်မျက်ခွန်လေးဖုံးပြီးတော့ဘုရားကိုယ်တော်မြတ်မကြွဘူးနောက်ပုံလေးမကြီးကကြွမလားလို့မျက်ခွန်လေးလှန်ကြည့်လိုက်မကြွဘူးဒုက္ခပဲဒါကြီးမပေးသူဇုတ်ကနေတော့မှာမပေးသူဇုတ်ကနေတော့မှာခက်တယ်ငါပုံသားကြီးကလည်းလူတိုင်းအမတန်ဝါရဏပါတယ်ကောင်းရည်သိတဲ့ချိန်လူတဲ့တလင်းတဲ့ချိန်လူတဲ့တလင်းနဲ့ဘာနာပြူတဲ့ချိန်လူတဲ့ထမင်းအိုးချက်တဲ့ချိန်လူတဲ့ထမင်းခူးတဲ့ချိန်လူတဲ့ဒါကြောင့်သူပြင်ဆက်ကဒါယကလို့တော့အမိတွင်းနေတယ်တရားတရားရှိတဲ့ပုံသားကြီးများစားနေတုံးမြင်သွားရင်ထလှူတော့မှာထလှူလိုက်ပြန်ရင်လည်းပဲထမင်းမလောက်ရင်ငါပြန်ချက်ရမှာပြင်းလာပါပြီဟောထမင်းကလေးချက်ရမှာကစပြင်းကျွတ်တော်ပရိသတ်ထဲအဲ့ဒီလိုဒကမာကြီးတွေပါသလားပြုမပါဘူးပဲပြောပါဘာမှမပါပဲမပါဘူးပြုဒီထဲမှာကြည့်ဟိုပုံထဲမှာကြီးထမင်းထက်ချက်ရမှာပြင်းတော့အကယ်၍ငါကအတိတ်စထဗန္ဒီတတိတော်တို့မှကြော်ပြီးတော့တော်ရအိမ်ဆွမ်းရတော်မူပါဘုရားဆိုရင်လည်းပုံသားကြီးလှဲ့ကြည့်ပြီးလှူတော့မှာပုံသားကြီးလည်းမသိအောင်ငါလည်းထမင်းထက်မချက်ရအောင်ကာယဝိညာဉ်နဲ့ငါသိစီပုံလေးမကြီးကပုံသားကြီးမသိအောင်ဆိုပြီးတော့တခါတည်းမျက်စက်ပြပြလိုက်တယ်ဘုရားအတော်ဆိုးတဲ့ပုံလေးမကြီးဒီသားကြီးပုံလေးမကြီးကဘုရားဘာလို့ပြတော့မျိုးဘုရားမှုသာပေါ့ဗျာကျွတ်တော့လို့ဘုန်းကြီးတွေများတွေ့ရင်ဒီမိမကြီးအသက်ကြီးမှငါများမောလို့ဖြစ်နေမှာကိုဗျာဘုရားမှုသာပေါ့မျက်စပ်ပြပြတော့ဘုရားကလည်းသိတယ်ဩသူကငါ့ကိုကာယဝိညာဉ်ခန္ဓာကိုယ်နဲ့သိစီတယ်ငါဘုရားကလည်းခန္ဓာကိုယ်နဲ့ပဲသိစီမှဖြစ်ဘုရားကိုယ်တော်မြတ်ကတရားနာပရိသတ်ရေကောင်းရမ်းပြလိုက်တယ်တွားဘူးတဲ့သူကမျက်စက်ပြပြီးသွားတော့ဆိုတော့ဘုရားကကောင်းရမ်းပြလိုက်တယ်မသွားဘူးတဲ့ပုံလေးမကြီးရည်တော့တာဟောတော်ခနဲ့ကြည်ပါလေကြည်သားငါသွားခိုင်းတာလေသူသိတယ်ကောင်းရမ်းပြတယ်မသွားဘူးတဲ့ခက်တဲ့ပရိသတ်ရေကျုပ်မန္တလေးတုန်းကပြောရအောင်ကျုပ်လည်းအလိုက်မသိလို့တရုတ်ကြီးနဲ့ဗမာမနဲ့ရတရုတ်ကြီးနဲ့ဗမာမနဲ့ရတယ်ကျုပ်ကလည်းဗမာမမြင်လို့ဆုံးဝင်ရဒါပတိအဲ့ဒီမန္တလေးကတရုတ်ပြောပါတယ်ကျုပ်တို့ရန်ကုန်ကတရုတ်တွေကလည်းကျုပ်နဲ့အတော်ဆင်ပြေတာဟုတ်တယ်အခုတရုတ်တွေနဲ့ကျုပ်နဲ့ကြီးအဆင်ပြေနေတယ်ဘယ်ဖြစ်အခန်းတွဲလှူလိုက်တရုတ်တွေကျုပ်တို့တရားနာပြည်သား40နဲ့
ငါးနှစ်ကျုပ်သက်စိတ်ကိုရည်မှန်းပြီးတော့45ပါးဒုံလဘယဟန်ကမွေကြီးကလူဦးရေ1000မှာရန်ကုန်ကအများကြီးပေါက်တယ်လာကြတယ်ပြိတ္တာတစောင်းလုံးလာကြီးနေကတော်ကလေးရက်ရွှေ့တာလည်းသတင်းစာထဲကျုပ်ထဲပါအဲ့ဒီတစောင်းလုံးလာကြီးနေက45ပါးယဟန်ကမွေကြီးကျုပ်ငွေ6000ခွဲလောက်ကုန်သွားပါအဲ့ဒီပွဲကြီးကျင်းပတဲ့ရန်ကုန်ကအများကြီးလာကြရန်ကုန်ကအများကြီးလာတဲ့ထဲမှာတရုတ်တွေအများကြီးပါလာအခုဒီကနေ့ကျုပ်ရှင်ဖျားတဲ့တပည့်တော်နိဗ္ဗာန်တို့ပို့ရစီဆိုပြီးတော့ကားနဲ့လိုက်ပို့တယ်မောင်ကန်ညွန့်ဆိုတာဟိုဝါရှက်လုပ်နေတယ်တရုတ်လေးပဲတော့ခောက်တော့ဝင်ရသားဒီမှာကျုပ်ကိုလိုက်ပို့တယ်ကမာရွတ်ကအပြန်လဲလားကြိုပါမယ်အေးမင်းကုသိုလ်ယူခြင်းပို့ပေါ့ကွယ်လို့အဲ့ဒီလိုတရားနာပြေးတာရန်ကုန်မြို့ကတရုတ်တွေပြောတာမဟုတ်ပါဘူးမန္တလေးတရုတ်ကြီးပါဒါလည်းစကားခံထားရသေးကျုပ်ကဗမာမအမြင်လို့သပိတ်ကြီးနဲ့ဝင်ရတော့တရုတ်ကြီးကသတင်းစာကြည့်ရဲ့ကျုပ်မြင်တော့သတင်းစာကြီးနဲ့ထောင်ပြီးအထက်တိုးပြီးပိတ်သွားနောက်တစ်ခါသွားကြလားလူသတင်းစာပြန်ချမကောင်းမှန်းသိတော့ပြန်ပိတ်နောက်တစ်ခါပြန်ချကျုပ်ကလည်းမသွားဘူးမသွားတော့တရုတ်ကြီးကျုပ်စိတ်ဆိုးတော့ဗမာလူလှမ်းပြောတယ်ဟဲ့ဘုန်းကြီးသွားတယ်ကျုပ်ကလည်းမသွားဘူးအဲ့လိုမသွားဘူးကျုပ်မသွားတော့တရုတ်ကြီးစိတ်ဆိုးတယ်တရုတ်လို့ဆိုရင်ကျုပ်သိမှာမဟုတ်ဘူးဟဲ့ဘုန်းကြီးသွားဆိုငါမှဘုန်းကြီးမသွားဘူးလားတဲ့အဲ့ဒီကျုပ်ဒေါသဖြစ်ပြီးဘာပြောကောင်းလဲတတ္တရာလောင်းမောသပိတ်ကြီးချပြီးအဲ့ဒီတရုတ်ကြီးကျုပ်နောင်ကျုံးဝင်ချအဲ့ဒီကြမှာဗမာမှထွက်ပြေးလာစောစောကသူ့ဗမာပဲလောင်းနိုင်ရင်လည်းမြန်မြန်လောင်းလို့မလောင်းနိုင်လို့ကြော်စုံဆိုကြရင်လည်းခိုးဘာသာကြပဲဆိုကြမှာတော့သူ့တရားနာပြေကကြော်စုံဆိုလိုက်လေသူ့တရုတ်ကြီးကျုပ်လည်းဒီလိုမခံရပြီဘူးပေါ့အခုတော့ကျုပ်ငါမဘုန်းကြီးသွားလို့ဆိုတော့လက်သီးနဲ့ဝင်ထိုးတော့မှဟောထွက်လာတယ်ဗျာခင်ဗျားတို့ပြောကြပါတယ်ဗါတဲ့မရထီတော့တကားတို့ဘာကြည့်ဓာကြည့်အေးကွာမရထီတော့ဓာကြည့်တယ်လင်းထီတော့လည်းမိန်းမတွေကြည့်စရာတစ်ခုခုတော့ရှိလိမ့်မယ်ကွာအဲ့တော့ဒီဗမာမထွက်ပြေးလာတာရှင်မယားတိခမဖျားဘာသာချင်းမတူလို့ပါဗျာတိခမဖျားမသိလို့ပါဗျာတဲ့ရှင်မယားတပည့်ကြီးအမြင်မတော်ပါဘူးဖျားတယ်မဲ့ကျုပ်တို့ကြီးကတ္တရာလမ်းပေါ်ကသွားကောက်ပြီးတပည့်ချီလေးနဲ့တင်းဆွေးနေလောင်းပြီးတော့ဒီကနေ့ကစပြီးရှင်ဘုရားထိုင်ကိုယ်တော်ဖြစ်နေခြင်းကြွပါဗျာမဆွေးလို့တရုတ်ကြီးနဲ့ကျုံတယ်လည်းနောက်အရင်အဆင်ပြေသွားတယ်ပြိဿဒါကြောင့်တရားနာပြိဿရေတွားဆိုတဲ့ကိစ္စမသွားလို့ရှိရင်ရည်ရင်လဲရည်ခြင်းစိတ်ရင်လဲဆိုဖို့ပြိဿဘုံမှာဖယားဆိုတော့လည်းစိတ်မဆိုးဘူးပြိဿအတော်ဇွဲကောင်းတဲ့ဟာကြီးဆိုပြီးပုံသိမ်းမကြီးခွက်ထိုးခွက်လာရည်ရောပြုရည်တော့ပုံသားကြီးမလုံဘူးငါထိုင်တာအဆင်မပြေလို့လားရည်တော့သူမလုံဘူးပေါ့ပြင်းထိုင်လို့ဒီဟောရည်တော့မယ်အောက်ကဟာလည်းမဟုတ်ဘူးဘာပါလိမ့်နဲ့သူနှခမ်းနဲ့ထမင်းလုံးလေးကတ်နေလို့လားနှခမ်းတရက်ပြီးတော့ပြန်စားရည်တော့မယ်တန်တော့ပုံထဲမှာရည်တာထူးတယ်ငါခေါင်းတော့တဲ့သူကြည့်ရည်နေတာမဟုတ်ငါခေါင်းအထက်2000 3000မြင့်နောက်ဘုရားကိုယ်တော်မြတ်ကြီးကလည်းတရားနာပြေးတာရောင်ကြီးတော့6တွယ်အယောင်တွေလွှတ်လိုက်တော့အဲ့ဒီအယောင်နဲ့သူ့မျက်စိနဲ့အတိုးပုံထဲမှာကြီးခေါင်းတော့2000 3000ကြော်ကြည့်တာကိုသိကျင်လို့နောက်အလှည့်လိုက်ဖယားကြွလာတဲ့မတ်တဲ့မိမယုတ်ဒီမှာလူတတ်တဲ့ဝါဒနာသိပါလေကနေငါအသိမပေးဘဲနဲ့ကြည်စမ်းထမင်းပြန်ချဲရမှာပြင်းတဲ့မိမယုတ်မြတ်စွာဘုရားသိခဏတော်မူပါဗျာသိခဏတော်မူပါဗျာဖယားတပည့်တော်ဒီယခုစားစေဖြစ်တဲ့ထမင်းလေးကိုအရှင်ဘုရားအလှခံပါသလားပုံလေးမှာကြီးပြင်းလို့မြတ်စွာဘုရားကိုယ်တော်ကြီးဒီလိုရက်နေခြင်းဖြစ်ရပါဘုရားအလှခံပါသလားဗျာဒီတော့ဘုရားကိုယ်တော်မြတ်ကမိတ်ကာယကပုံနာတဲ့ငါဘုရားသည်ပိဏံလဝေထပရဒဋ္ဌင်ပါဇီဝီလို့မြတ်စွာဘုရားအဲ့ဒီတိုင်းဟောဘုရားတဲ့ငါဘုရားတို့မှာဒီတော့နည်းနည်းလေးတော့အာယုပြုနားထောင်နော်ဟိုမြတ်စွာဘုရားဘယ်ထိအောင်အမိတ်ရှိတယ်လဲလို့ဆိုတော့ပုံနာတဲ့သူတပားတို့ပိဋ္ဌာကျွေးတာကိုမှီပြီးတော့အသက်မွေးရတော့ပိတ်ပ
တာနဲ့တူသောငါဖရာတို့မှာတဲ့ဗျနားထောင်ကြည့်စားနားထောင်ကြည့်စားနားထောင်ကြည့်စားမြတ်စွာဘုရားကိုယ်တော်မြတ်ကြီးကမိတ်နေတာသူတပါးလူရကန်းတာပေးတာကျွေးတာကိုမှီပြီးအသက်မွေးရတဲ့ပြိတ္တာနဲ့တူသောငါဖရာတို့မှာတဲ့ဗျကျွတ်တို့ဘုန်းကြီးတွေဘာဘုံဝင်ရင်းစရာရှိတော့ဘာဘုံဝင်ရင်းစရာရှိတော့တင်ရောင်ရောင်လက်လက်နဲ့ဝင်းဝင်းပြောင်ပြောင်ဝှက်နေတာကျွတ်တို့ပိုင်မဟုတ်သူများလှူထားကျွတ်တို့ပိုင်တာဘာတစ်ခုမှမရှိဘာထဲထမင်းတွေဘလူကျွေးထားတယ်လူတွေကျွေးထားဝိတ္တသင်္ကန်းတွေဘလူဝယ်ပေးတယ်ဘလူလှူတော့လူတွေလှူထားကျွတ်တို့စီးတဲ့ကားတွေဘလူလှူထားတယ်အတန်ရက်ဆက်တွေကက်ဆက်တွေဘလူလှူထားတယ်အာတိုက်ကြီးတာကြီးကြောင်းကြီးတွေဘလူလှူထားတယ်လူတွေလှူတာနဲ့အသက်မွေးရတဲ့ရဟန်းတန်ဃာတွေကပရိသတ်ကြီးဘုံဝင်မြင့်စရာလိုသလားပြုချီရီယာထုတ်စရာကိုလိုသလားပြုပြည်သူပိုင်ပစ္စည်းနဲ့ကြီးပွားရတယ်ကျွတ်တို့ဘုန်းကြီးတွေကနိုင်ငံရေးမဟုတ်ဘူးပြည်သူတွေကလည်းလှူတဲ့ပစ္စည်းကိုသုံးဆောင်နေရလို့ကျွတ်တို့ကပြည်သူပိုင်ပစ္စည်းကျွတ်တို့ပိုင်တဲ့ပစ္စည်းမှန်တယ်ဗျမှန်လားဘုန်းကြီးပြောတာဒါကြောင့်ဘဝင်းနည်းစရာကျွတ်တို့မှာဘာမှမရှိခြေပြားထောက်စရာလည်းမရှိဘူးမာနကြီးစရာလည်းမရှိဘူးဖယားကိုယ်တော်ရဲ့ရွှေရလောက်ကထုတ်ပြီးတော့သူများလှူတာနဲ့အသက်မွေးရတဲ့ပြိတ္တာနဲ့တူသောငါဖယားတို့မှာပုံလာတဲ့ဥဖြားပြားနဲ့အလှခံတယ်စားစဲနဲ့အလှခံတယ်ကွစားကျွင်းနဲ့အလှခံတယ်ကွဘုရားဒီတိုင်းမိတ်သို့တော့ဒီနေရာလေးလာလိမ့်မယ်နော်သို့တော့ဆိုတဲ့နေရာဆက်နာခေါင်းမှာမဆုံးသေးတဲ့စကားလုံးပြောမလို့သို့တော့ဆိုရင်မဆုံးသေးဘူးဒါပေမဲ့ဆိုရင်ကြံသေးတယ်နေပါအိုးဆိုရင်မသွားနဲ့ဟောဆိုကားတောင်ရဗမာကတော့ရှုပ်တာစာဥကိုဘုန်းကြီးပြောမယ်တရားဓမ္မတွေမှတ်ထားကြမိမိတို့ထမင်းရင်ချက်ပြီးတဲ့ချိန်ခါမှာမိမိတို့ကိုယ်တိုင်မစားသေးဘဲနဲ့ဥဖြာဖြာထမင်းအိုးပေါင်းကလေးကိုခူးပြီးတော့ကျွတ်တို့ဆွမ်းတော်တင်တာတန်ဃာတော်ဆွမ်းလောင်းတာမိဘခူးကြွေးတာဟဲ့အဲ့ဒါစာဥလို့ခေါ်တယ်ဟဲ့လူငယ်တွေမှတ်ထားကြဒါကြောင့်တချို့လူကြီးတွေကဘယ်နဲ့ပြောလို့သမီးအလုပ်သွားတော့လေမေခွေးတော့စားရတယ်ပဲနဲ့စားပါအိုးဖျားလေးဆုံးတော့မတင်သေးဘူးတန်ကလည်းဆုံးမလောင်သေးဘူးဖေးတို့မေတို့လည်းမစားသေးဘူးကျုပ်ကရင်စားလို့ကောင်းမလားသမီးဥချံစားခဲ့ပြောတာဟဲ့လူကြီးတွေကဥချံစားခဲ့သမီးတဲ့အပေါ်ပိုင်းကဥဖြားဖြားလေးကိုခုခတ်ချံပြီးတော့မှငါသမီးစားသွားရတယ်တဲ့အဲ့ဒါဥချံစားခဲ့အခုတော့စကားကပြောင်းသွားတယ်ဥချစားကြဆိုတဲ့အတိုင်းဥဖြားဖြားကြီးကိုချကြိတ်ကုန်တော့တာပဲပြုစကားပြောင်းတော့သူတို့လည်းပြောင်းကုန်နော်မိဘတွေဘာမှမတွေ့ဘူးမေအားတဲ့အသားဝါနေမှာမဟုတ်လို့တဲ့အသားကိုသမီးစားလိုက်တယ်တဲ့ပြော့နေတဲ့အခောက်ကလေးအစီလေးတော့ကြံပါရဲ့ကောင်းတယ်ဥဖြားဖြားကြီးသူတို့ကကြိတ်လဲကုန်ပြီထဲတော့ဟဲ့ငန်းကြီးများဓမ္မများမိမိတို့ကအလုတ်သွားစရာရှိတယ်ဆိုရင်ဘုရားဆွမ်းတော်မတင်ရသေးလို့ဆွမ်းတော်တင်ရအောင်တန်ဃာတော်ဆွမ်းမလုံးရသေးလို့ဆွမ်းလုံးရအောင်မိဘမစားရသေးလို့စားရအောင်ဆိုပြီးတော့ဥချာပြားလေးခုခတ်ချံပြီးတော့မှစားသွားကြပါအဲ့ဒါစားလို့ရတယ်ဟဲ့ဒါကြောင့်စားဥဆိုတာတော့ပရိသတ်ကြီးသဘောပေါက်သွားပါပြီကိုမစားခင်လှူတဲ့ဥဖြားပြားပရိသတ်စားဥဆိုတာသိပလားသိပါပါကဲစားစဲကိုလည်းပြောကြအောင်ဆိုစားစဲဆိုတာတရားနာပရိသတ်ကြီးထမင်းနဲ့ပကံရတဲ့ကလေးလိုဘလပွေနေပြီးတော့ဟင်းစားတွေနဲ့မပတ်မပြတ်စားနေတော့နှိုက်လှူတာမဟုတ်ဘူးတဲ့ပြောဘယ်လိုလှူရမလဲဆိုတော့စားစဲလှူပုံလေးနားထောင်သွားကြထမင်းစားတော့မဲ့ကြံကလေးကတပိုင်းကိုတန့်ထားပါတဲ့ဗျဟိုဘက်မိမိဘက်ကထမင်းကိုစားမဲ့ကြရင်ဟိုဘက်တစ်ပိုင်းကိုတန့်ထားလိုက်အကယ်၍များငါထမင်းစားနေတော့အလှခံပုဂ္ဂိုလ်ကြွရင်လှူနိုင်အောင်လို့တမင်တက်တန့်ထားအဲ့ဒီလိုတန့်ထားလို့ကိုကဟင်းစားဟင်းနာဒီဘက်သာရှိတယ်ဟိုဘက်တန့်ပြန့်
တပိုင်းမှန်ထားသဖြင့်ထမင်းစားနေတဲ့ချိန်ခါမှာတန်ဃာတော်ကြွလာရင်တန်ငံပြန့်ပြန့်ထားတဲ့ဟိုဘက်တပိုင်းကိုလက်ဆေးပြီးတော့ဟောတယ်လို့ပကံများလေးစောင်းပြီးတရက်လှူလိုက်ပါလှူလို့ရတယ်သဘောပေါက်ကြလားသဘောပေါက်ပါဗျာအဲ့ဒါစားစေသိပလားပြိဿကြီးသိပါဗျာကလေးတွေလိုဘယ်လိုဝင်နေထားတာတွေကိုအဲ့ဒါကြီးတွေထဲလှူတာမဟုတ်ဘူးအဲ့ဒါမျိုးတော့တို့ဘုန်းကြီးတွေလည်းမစားဘူးစားစေလှူပုံလေးပြောတာတန်ငံပြန့်များနဲ့ဗျာစားကလေးကစားနေတော့လှူနိုင်အောင်တမင်တက်တက်တန့်ထားတဲ့စားစေသဘောပေါက်လားပြိဿသဘောပေါက်ပါဗျာဒါစားကျွင်းလို့ပြောကြအောင်ဆိုစားကျွင်းဆိုတာပကံများတဲ့ထမင်းတွေစားပြီးတော့တလုံးတစ်ဆုပ်ကလေးကိုကြမ်းနေတာမကုံမအဲ့ဒါဘုန်းကြီးလှူတာပြောတာမဟုတ်ဘူးနော်စားကျွင်းထမင်းအိုးတဲ့ထမင်းခူးကလေးကဟင်းအိုးတဲ့ဟင်းခက်ကလေးကဟင်းအိုးတဲ့ခတ်တဲ့ဇွန်းနဲ့ထမင်းခူးထမင်းအိုးခူးတဲ့ရောင်းမနဲ့ငပိကျော်တဲအိုးတဲ့မကော်ဘူးဒီလိုမျိုးတန်တန်ပြတ်မြတ်ငါတို့မိသားစုတအိမ်လုံးစားပြီးတောင်မှတန်ဃာတော်များသပိတ်ပိုက်ပြီးကြွလာရင်တန်တန်ပြတ်မြတ်လှူနိုင်အောင်လို့တမင်သက်သက်တန်တန်ရှင်းချွင်းချန်ထားတာကိုအဲ့ဒါစားကျွင်းလှူတယ်ပဲဗျတအိမ်လုံးစားပြီးတော့လဲလှူနိုင်ပါတယ်ဗျာသဘောပေါက်ရလားပြိဿကြီးသဘောပေါက်ပါရဲ့ဗျာဒါဖြင့်စားဥတို့စားစဲတို့စားကျွင်းလို့သိပါလားသိပါပါဗျာတချို့ကဗျာမတောက်တစ်ခေါက်ကျွတ်တို့စိတ်ဆင်းရဲအောင်ဟိုစကားကြီးကပေါ်လာသေးတယ်မကောင်းကြောင်းပို့တယ်မလုံးပါနဲ့ဗျာမကောင်းတာကြီးမှတော့မပို့ပါဘူးဝက်သားချက်သားဘဲကောင်းစိတ်ကင်လေးဆိုတော်သေးအခုတော့မကောင်းကြောင်းပို့တယ်အဲ့ဒီစကားကြီးဘယ်သူမှစပြောမှမသိစပြောတဲ့လူလည်းမရှိပါဘူးခုတော့မြစ်ထဲမျောသွားတော့ပါပြီတော့ဒါကြောင့်တရားနာပြည်သောစားဥစားစဲစားကျွင်းငါဘုရားသည်ဒီလိုအလှခံတဲ့ကွဲ့လို့မြတ်စွာဘုရားကိုယ်တော်မြတ်ကြီးမိန့်တော်မူတဲ့ဒေသနာကိုနာကြားရသဖြင့်ဟောစားစဲဖြစ်တဲ့ထမင်းလေးကိုဆွမ်းဖြစ်တဲ့အကုန်ထလှူပါလေဗျာလှူပြီးတော့မြတ်စွာဘုရားကိုယ်တော်မြတ်ကြီးကိုကတော့မြတ်စွာဘုရားကိုယ်တော်မြတ်ကြီးကတော့ပုံလေးမကြီးကလည်းအဲ့ဒီချိန်ကြတော့ကတော့တယ်ပြိဿရေကျုပ်စိတ်ထဲအောင်းလိုက်တယ်အဲ့ဒီစာဖတ်တုံးကနှစ်ယောက်စလုံးပုံသားကြီးနဲ့ပုံလေးမကြီးဟိုကုန်းပြီးရှစ်ခိုးနေတော့နှစ်ဖူးနဲ့ခြေထောက်နဲ့ကလည်းနီးနေတာတလောက်ပြင်းတဲ့ပုံလေးမကြီးဖျားမုံတာပေါ့ကုန်းရှစ်ခိုးနေတာနှစ်ဖူးနဲ့ခြေထောက်နဲ့ကလည်းနီးနေတာဒီပုံလေးမကြီးဖျားမုံတာပေါ့ကျွတ်တို့လိုသာဆိုရင်ရောင်ကကလေးဖြစ်တော့ခတ်လိုက်ချင်ပြင်းလုံးလို့ဟိုမပြင်းတဲ့ဒီထဲကဓမ္မကြီးတွေပြောတာမဟုတ်ဘူးနော်ဟိုပုံလေးမကြီးပြောတာအဲ့ဒီလိုတရားနာပရိသတ်မြတ်စွာဘုရားကိုယ်တော်မြတ်ကအဲ့ဒီချိန်ခါမှာတရားဟောတော်မူပါတယ်မြတ်စွာဘုရားကိုယ်တော်မြတ်ကြီးဟောကြားတဲ့ဒေသနာတော်ကသံဃာကောနာမရူပကမေယတနတ္ထိမမဟိတာလို့သူတို့ရဲ့ဥပနိဒေယကိုကြည့်ဟောသူတို့ရဲ့ဥပနိဒေယကဘာလဲလို့ဆိုတော့ကျွတ်ကပ္ပဘုရားလက်ထက်ကပြိတ္တိဘုရားလက်ထက်ကတော့ကပ္ပဘမြတ်စွာဘုရားကိုယ်တော်မြတ်ကြီးလက်ထက်တော်ကဒီပုံသားကြီးနဲ့ပုံလေးမှလင်မယားနှစ်ယောက်စီတန်ဃာတော်အရှင်မြတ်များဟောကြားတော်မူတဲ့နာယုတ်ဆိုတဲ့ဝိပဿနာတရားကိုအကျေတစ်ဖြင့်မနာကြားရတော့လည်းပဲနာနဲ့ရုပ်တော့သူတို့သိခဲ့အကျေချက်ပြီးသူတို့နားမလည်ခဲ့ဘူးနာယုတ်ဟောဒီနာနဲ့ရုပ်ပဲသူတို့ကြားခဲ့အဲ့ဒါလေးကိုစီးဖြန့်ပွားများခဲ့တဲ့ဥပနိဒယကြောင့်ဘုရားကိုယ်တော်မြတ်ကဒီကဲ့သို့ဟောကြားလိုက်တဲ့အချိန်ခါမှာနာယုတ်ပြီးတကယ်တမ်းကြတော့နာလည်းမမြဲရုပ်လည်းမမြဲပျက်စီးကြရမှာပါလားနာနဲ့ရုပ်ကြောင့်လူရလို့ဖြစ်လာသည်တတ္တဝါဖြစ်လာသည်လို့ဖြစ်လာသည်တတ္တဝါရလို့ဖြစ်လာသည်ဒီဖြစ်လာတဲ့တတ္တဝါအနန္တသည်တနေ့ကြတော့ပျက်စီးရမှာပါလားလို့အဲ့ဒါလို့စီးဖြန်းလာခဲ့တော့ပိဋကကြီးပျက်စီးရမှာပဲလို့ကြိုသိထားရင်ပျက်စီးသွားတဲ့ချိန်ခါမှာပူပင်မှုရှိရလားပြုဘယ်ရှိပါလဲပိဋကငကိုယ်တွေကမှပျက်စီးလိမ့်မယ်လို့သိထားတာကိုဉာဏ်နဲ့သိမှနော်ပိဋကဘာနဲ့သိမှတော့ဉာဏ်နဲ့
ခမည်းတော်ကခုညံသိတော့မဟုတ်ပါဘူးအိုးတဲ့လူဖြစ်လာသေးရမှာပဲဝိညာဉ်သိပါဇတ်သိပြောလိုက်တဲ့ပါဇတ်ကအနိစ္စအနိစ္စလူတယောက်တွေမှာအတုပထင်တယ်ကိုအတုပမှမသိဘူးပိဋကကြီးခမည်းတော်ကြုံလို့မဲ့လူတွေမှာအတုပလားဒီပိဋကကြီးအကုန်လုံးအတုပလားကြုံပြောလားအကုန်လုံးအတုပအတုပဆိုတာဘာလို့ဆိုတော့တချို့ကလေးတွေကပြောသေးတယ်မသာတဲ့ဒီမှာလူတွေမှာမသာကြီးအတုပထင်နေတာကိုပိဋကရဲ့ဘုရားကိုယ်တော်မြတ်ကအတုပဆိုတာကမတင့်တယ်ဘူးလို့ဟောတယ်ခန္ဓာကြီးရလာတဲ့ကဘုရားကိုယ်တော်မြတ်ကတင့်တယ်လို့ဟောအဲ့လိုတူတူခန္ဓာကိုယ်ကြီးကိုမတင့်တယ်ဘူးလို့ဟောတော့ဒီပိဋကကြီးအကုန်လုံးအတုပဆိုတာများနာသလားပိဋကခင်ဗျားတို့လည်းအတုပဘုန်းကြီးလည်းအတုပကျုပ်ဘေးထိုင်းနေတဲ့ကိုယ်တော်လေးတွေလည်းအတုပသူတို့လည်းခြံထားလို့မဖြစ်ဘူးနော်အကုန်လုံးအတုပမတင့်တယ်ဘူးတဲ့ဘုရားကမတင့်တယ်ဘူးဟောတာကိုခင်ဗျားတို့ကျွတ်တို့ကတင့်နေတဲ့ထင်နေအဝတ်ကောင်းစားကောင်းလေးဝေးလိုက်တော့ပိဋကကြီးမြေကြီးပေါ်ထိုင်ရလားထိုင်ပါဘူးဝိသုတ်ကလေးနဲ့ကျတော့မြေကြီးပေါ်နဲ့ထိုင်တယ်မိတ်တုံပေါ်နဲ့ထိုင်အဝတ်ကောင်းလေးဝေးလိုက်တော့ထိုင်တော့ဖျားပေါ်တောင်တင်ပြူးလေးခင်မှာတင်ပြူးပေါ်တောင်ကော်စောနဲ့မှာကော်စောပေါ်တောင်မှုရနဲ့မှာမဲဒီထဲကိုလေးဟိုပြာတွေထဲထိုင်ပြီးတော့ထသွားပြီးခင်ကလေးခါလိုက်တာအဝတ်တစ်ကလေးဝတ်ထားတော့ငါမတင့်မတယ်ဖြစ်ကုန်တော့ဟဲ့ငကိုယ်လေးကမတင့်တယ်နေတဲ့ခန္ဓာကိုယ်ကြီးဒါကိုစားကောင်းဝတ်လိုက်တော့တင့်တယ်တယ်လို့ထင်ပြီးတော့ခင်ဗျားတို့ကျွတ်တော့အတုပကိုဉာဏ်မြင်မမြင်ဘူးသိမှကမြင်တယ်မှန်လားဘုန်းကြီးပြောတာမှန်ပါရဲ့ဗျာဒါကြောင့်တရားနာပိဋကကြီးအဲ့ဒီကဲ့သို့ဘုရားကိုယ်တော်မြတ်ကဟောကြားတော်မူတဲ့နာယုတ်ကိုသိသဖြင့်မတင့်တယ်ဘူးတနေ့သေမှာပဲပျက်စီးမှာပဲလို့သိထားသဖြင့်ပြီးသွားတဲ့အချိန်ခါမှာပူပန်လေးကလားပိဋကအဲ့ဒီလိုမပူပန်တော့နာယုတ်တရားနှစ်ပါးနဲ့ပတ်သက်တဲ့တရားကိုမြတ်စွာဘုရားဟောလိုက်တာကြည်တရားနာပိဋကပုံနာကြီးနဲ့ပုံလေးမကြီးဖြည်းဖြည်းနာဟောပါမယ်ဒီနှစ်ကျုပ်၄ချိန်လောက်ဖြားတယ်ခါတိုင်းတစ်နှစ်တုတ်ကွေးတစ်ချိန်ပဲကွေးတယ်ဒီနှစ်၄ချိန်ဖြား၄ချိန်ဖြားဆိုကျုပ်အင်းလေးသွားတရားဟောတယ်လေအင်းလေးထဲမှာဟိုဆက်လီတွေစီးပြီးတော့အေးမိလာပြီးတော့ငှက်ဖြားပါလာအင်းလေးမှာလည်းပိဋကကစီးတယ်တနေ့တည်းသုံးပွဲဟောရကျောင်းကြီးတွေကနဲတဲ့ကျောင်းကြီးတွေမဟုတ်ဘူးပိဋကထောင်ချီဆန့်ပိဋကများလုံးတော့ကျုပ်တို့ကျောင်းကြီးကကျုံရောပြုကျောင်းကျုံသွားတယ်ကျန်ဒီကနာမည်ကြီးရဲ့ကျန်ဒီကဆရာတော်ကြွလာတာဘယ်တော့မှမစီတဲ့ပိဋကမျိုးစီယုံနေမကကျောင်းပြိုတော့ကွာကျောင်းပြိုတော့ကွာမပြိုပါဘူးကျုံယုံကျုံတာပါဟဲ့ရွာမှာကျောင်းကြီးနောက်ရွှေကျောင်းအထက်ထအောက်ထပြည့်ကျုပ်အောက်ဆင်းကလေးကပြီးတယ်ဒီကျောင်းတော့ကျုံမှာမင်းမာတော့ဆောက်တာမဟုတ်ဘူးရေထဲဆောက်တဲ့ကျောင်းကြီးတော့ပြည့်သူအဲ့ဒါကျုပ်ရန့်သွားတယ်တရားဟောတဲ့ဘုန်းကြီးမလိမ္မာဘူးဘယ်နေရာဝင်ရထိုးမောက်ရမလဲလို့နေရာလျှောက်ရှာကျုပ်ထိုင်တဲ့ပလင်ကအမြင့်ဆုံးတကယ်လို့ပြုတ်ရထိချင်းထိကျုပ်ရင်ထိမှာကျုပ်ကအမြင့်ကြီးကိုအဲ့ဒီတင်တရားနာပြေတာပထမတစ်ချိန်တော့ကိစ္စမရှိဘူးနောက်တစ်ချိန်ကျောင်းကြီးအောက်ကရက်မာကြီးခါမန်းကြီးတန်တွေကျွတ်ပြီးအဲ့သွားတော့အောက်ကပြေတာကဝုန်းနဲ့တအားထားပြီးအပြေးနဲ့ကျောင်းကြီးတုံတယ်ဝုန်းနဲ့ကျောင်းကြီးတုံသွားဘာမှမဟုတ်ဘူးပြေးတတ်တာမခံနိုင်တာကျုပ်လည်းပြေးတတ်ကိုမနှဲသေးဘူးကွာဒီတိုင်းသေးလို့တော့မရဘူးဟောမင်းတို့တွေဘောင်းထားတာလို့ထိုင်အောင်မလေးလူရင်းရနှိမ့်နေလေးပြန်တာခင်ဗျားတို့တို့ကြောက်တယ်ကျုပ်ကြောက်ဖို့လည်းထားပါဦးလေညာနှိမ့်နေလေးပြန်နေဆိုတော့ကျုပ်ဒီကထိန်ခင်းကြွလာတဲ့တန်ခါအပန်း80ကဗရင်မောက်ကနေထွက်ပြီးမော့ကြည့်တာလေပြန်လို့အဟုတ်မှလို့ဒီဖုန်းကြီးပြိယဆင်တာတော့မသိဘူးအဲ့ဒါနဲ့ပြေးတတ်ညင်သွားကျန်းဖန်ထင်းရတာပဲပြေးတာမထင်းအဲ့ဒီပိဋကမငြိမ်ရင်အပေါ်ပိဋကကဆူရင်ဒီကြောင့်ပြူတော့ပိဋကကညုံသွားတယ်လေးမြန်ဆိုတာနဲ့နောက်တော့စာရောက်လာတယ်ဆရာတော်ဘုရားတဲ့ကြောင်းကြီးကျွန်းနေပြီတဲ့ပြူမာကိုစိုးရိမ်နေတယ်တဲ့အလုံးသေးကုန်လိမ့်မယ်တဲ့ထိမ့်ပေးပါတဲ့အဲ့ဒီတဲ့တရားနာပိဋကလို့လေးမြန်မဟုတ်ဘူးနော်လို့မူသားမပါလင်္ကာမချောဆိုတော့ဘုန်းကြီးနဲ့လိန်ပြီးပြီလို့တို့တော့လည်းညင်လေးနေတယ်လို့မလှုပ်နဲ့လို့အကုန်သေးကုန်မယ်လို့ကြောင်းကကျွန်းနေတယ်လို့မလှုပ်နဲ့လို့တယောက်ချင်းဖြည်းဖြည်းလေးဆင်းမလှုပ်နဲ့တော့လို့တယောက်ချင်းဆင်းလို့
အဲ့ဒီကြမှာနောက်ဖြားဆုံးကလူတွေကကိုယုံနဲ့ဖယားမလေးမပြုတ်အောင်ဖန်ပြီးယူလားမနေ့ထဲရတာတရားနာပြိဿပြီးတော့မြို့တစ်မြို့ပြောရအောင်ကလေးချင်းလူငယ်ချင်းရံဖြစ်တယ်လူငယ်ချင်းရံဖြစ်တဲ့ပရိသတ်ကဝုန်းနဲ့ထားဝုန်းနဲ့အထလိုက်မှတရားနာပြိဿကျုပ်ကြမ်းဖန်ပြောလိုက်ရဟာပရိသတ်ထိုင်လို့ဘာမှမဟုတ်ဘူးလို့ဟိုမှာဖိုးကြီးတယောက်မမြင်မကန်းနဲ့မျက်စိမုံနဲ့သေးချောင်းနေမှတ်လို့ခုန်တာဆိုအကုန်ထိုင်ကုန်အမှန်နဲ့ရဖြစ်တာပဲမနေ့ကမှပလိတွေကလာလျှောက်တဲ့ရဲတွေကညကဘုရားတဲ့လက်မောင်းထိသွားတယ်တဲ့ဓာတ်နဲ့ပြစ်တာဟောအဲ့ဒီကိစ္စကမထိန်လို့ရုံဆိုရင်ပြေးကြသွားကြတက်နေတာနဲ့သေပြီဘူးလားလို့ဒါကြောင့်တရားနာပရိသတ်ငြင်းစိမ့်ရန်ကုန်မြို့ကြီးပေါ်မှာကြက်ပြန်မကြစီသောလှတဲ့တရားနာပရိသတ်ကြီးဟာကျုပ်ပါဇက်တစ်ပေါက်ထဲနဲ့ထိရတာဟာမလွယ်ကူပါသဖြင့်ယခုလိုငြင်းနေတာကိုပဲများစွာကျေးဇူးတင်မိပါတယ်ကဲရှေ့ဆက်ကြအောင်စို့ဗျာဉာဏ်ရှင်တက်မလို့ပြုအာယုပြုကြဘုရားကိုယ်တော်မြတ်ကြီးဟောကြားနေတော်မူတဲ့အခေတ္တမှာအတိတ်ပြန်မလှည့်ဘူးအနာဂတ်ကိုလည်းမမျောအတိတ်ဆိုတာလွန်ခဲ့တယ်အနာဂတ်ဆိုတာနောက်မှတွေ့ရပြစ္ဆုတ်ပံပေါ်မှာတဲ့တဲ့ထိုင်ပြီးတော့ပြစ္ဆုတ်ပံဆိုတာအပြတ်သိမ့်မြန်တော့အဝိညာဉ်မရှိတော့မလိုက်နိုင်ကြဘူးနော်မျက်စိသွားကြည့်မျက်စိဖွင့်ကြည့်ဟာရည်တွေဟာပြန်မဲ့ဖွင့်ကြည့်ဟာရည်တွေဟာဒီရေပဲလို့ထင်ပေမဲ့လို့မဟုတ်ဘူးဗျအရင်ရေပြောင်းနောက်ရေရောက်ရင်ရေပြောင်းနောက်ရေရောက်ပြောင်းရောက်ကြုံပြောတာကြာသေးဗျကလတ်တုံးကလတ်ခဲလေးတွေဆက်နေတာကိုအဲ့ဒါတန်တတိဖြစ်နေတော့ခင်ဗျားတို့ကျွတ်တို့ကဒီရေပဲလို့ထင်ရပေမဲ့လို့အရင်ရေပြောင်းနောက်ရေရောက်အပြစ်ကမြန်တော့မမိနိုင်ဘူးပေါ့ဘယ်ညမရှိတဲ့ပုဂ္ဂိုလ်တွေမှာအဲ့ဒါကြောင့်လို့ပြစ္ဆုတ်ပန်ဆက်ကြည့်နိုင်တဲ့ပုဂ္ဂိုလ်ဒီနိဗ္ဗာန်ရောက်အမတန်လွယ်ကူပါရဲ့ကိုင်နားထောက်ကြည့်ပြုအတိတ်ကိုပြောင်းမလဲအနာဂတ်ကိုမမျောပြစ္ဆုတ်ပံပေါ်မှာတဲ့တဲ့ထိုင်ပြီးတော့တိမှုမကသင်္ခါရတရားတွေရှုလိုက်တာသဘောဝတ္တစ္စာကိုအတိကလေးစိတ်မိလာတော့ကလျာဏဘုထုရင်နဲ့ဗျအကြောင်းနဲ့မြင်စုလသောတာပန်လက္ခဏာအစအဆုံးနဲ့အတိကလေးစိတ်ပြီးတော့ကမှကြာစေရုံနာကလေးပေါ်မှာလက္ခဏာသဘောလေးတွေမြင်လာပြန်သမတနာခေါ်တဲ့ညာလက်ချိုးထားကြမျိုးတစ်ချောင်းကြည်ရင်အကြည့်မခံသဘာဝကဖြစ်ပြလျင်မျိုးဟာယုံနိုင်ပြီးဥဒယဘယခေါ်တဲ့ညာဘယ်လိုဆောင်လို့ကြည်ရတော့ယုံနိုင်တဲ့ဖြစ်ပြမြေကတိညာကမယောင်လိုက်နိုင်အဘိညာဉ်မရှိလို့မယောင်မလိုက်နိုင်တော့ဖြစ်တာတွေပျောက်ပြီးတော့ပြတ်တာတစ်ခုတည်းသဘာဝပေါ်ရောက်လာတော့ဘင်္ဂညာဘယ်လိုဆောင်လို့လောကကြီးတစ်ခုလုံးပင်လေရေစုံနဲ့ခတ်တော့ဇွန်းနေပါရင်ငေါပြီးတော့ပင်လေတစ်ပြေလုံးရှိတဲ့ရေထိုးအတူငန်းတယ်လို့ပြီးပြီးတော့ခဲ့တော့ဗဟိတယုံနံတွေကဣဇဒယုံနံကခြေလို့ပင်လေရေစုံနဲ့ကငန်းတယ်လို့လေဗျဣဇဒဟာယုံနံအပြက်ကိုမြင်လိုက်တော့ဗဟိတယုံနံပြက်တွေကိုမှမြင်တော့လေဒီမှာပရိသတ်အကူခြင်းရလည်းမရှိဒီယုံနံပြုလေရပါဘူးဒီယုံနံဒါတော့ကျွတ်တို့လော်ရီစတော်ကြီးကငါတလုံးနဲ့သုံးနဲ့ကျဲသုံးဝမြုံလိုက်ဘုံတိုက်တော့တဲ့ဆိုကြအောင်မြူလောက်ကမှမချမ်းပူလျောင်းကတောင်ကြီးအမြဲမဲ့တည်းမဆဲနဲ့ချွေတော့အပမီကအပြီးကုန်စင်ဘုံတခွင်လေးပြင်းနေလောက်မြဲပြောင်းနဲ့တက်ရှိပါပြီအမိတ်ကဝွနွယ်ကာမဝကိလေသာဝဝိပါကဝတောင်းလိုက်ရလို့ရတွေ့ဦးမတဲ့ပြုအမိုက်ကဝတ်နေဖြစ်မစဲငါးတွာကအာရုံပြုလိုက်တော့လေဟောအခုတရားနာရင်မျက်စိနာလျှာကိုအဖြစ်မစဲအတိအာရုံလေးတွေနဲ့လဲပြီးတော့ကဒါကလည်းကျွဲတယ်မလို့သူကလာမဟုတ်တော့လေနောက်တော့ကဖမလာလဲအခါခုလင်းတစ်ခုကဝင်ရလေ
အခုလိုပဲတဲ့ဘရဝါကောင်လေးနဲ့မိုးခြင်းမဲနဲ့အိုမနာခြင်းမဲနဲ့နာမသွေးခြင်းမဲနဲ့တွေ့ပြီးတော့အခါခုလေးတစ်ခုဝင်းရဟာလေတင်ခတရီယုံနာရဲ့